င်္ဂလာပါရှင်အရသာချွတ်ချူမွေးမွေးစိမ့်စိမ့်လေးနဲ့စားလို့အရင်ကောင်းပြီးပစုံအုံလို့စီပြန်ရင်ချက်ဖြစ်တဲ့အတွက်ကြောင့်ကျမချက်ဖြစ်တဲ့နည်းကိုတောင်းပြပြပေးရဖြစ်ပါရှင်ဟင်းချက်ဖို့အတွက်ကိုတော့ပစုံ25ချက်သားကိုအသေးချာရေးစည်းတန့်စင်ပြီးတော့အငြင်းအကြီးတွေကိုထုတ်ထားပေးပါတယ်ရှင်ပစုံလေးတွေကခေါမမဟုတ်ဘဲနဲ့အရေးပြောလေးတွေရတဲ့အတွက်ကြောင့်မို့အကောင်တိုင်းကိုတော့အခွန်တွေမခွာတော့ဘဲနဲ့အနေငယ်မာတဲ့အကောင်လေးတွေပို့ပဲအခွန်လေးတွေခွာထားပေးပါတယ်ရှင်အရသာနေဖို့အတွက်ကိုတော့အုံလုံးနဲ့ချက်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့စားကိုအနေငယ်ပဲထည့်ပါမယ်ရှင်စားများသွားတဲ့ခါကျရင်အုံလုံးနဲ့ဆိုရင်ငံသွားရင်စားမကောင်းတယ်လို့ပါစနွေးမုံအနေငယ်နဲ့ဟင်းခမ်းမုံအနေငယ်ကိုလည်းထည့်လိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးကိုအရသာနှက်ဆက်သွားအောင်လို့နေပြီးလိုက်ပါမယ်အားလုံးတမအောင်နေပြီးသွားရင်တော့အရသာပုံဝင်သွားအောင်လို့10မိနစ်လောက်ခဏလောက်နှက်ထားလိုက်ပါရရှင်ရသာနှက်ထားတော့စက်တုံဒီ9လုံးကိုလည်းအခွန်ထားပြီးတော့ခုလိုမျိုးပပလိထားပေးပါရရှင်ဒီနေ့တော့ကျွန်မအချိန်သိမ့်နေရတာနဲ့စက်တုံဒီလေးတာလေးကိုတော့မပြတော့ပါဘူးရှင်စက်တုံဖြူငါးမှတော့ကိုလည်းဒါပြလိုက်ပြီးတော့ခုလိုမျိုးလေးနှုတ်နှုတ်ဆင်ထားပေးပါတယ်ပြီးရင်တော့ကျမတို့ဟင်းချက်ဖို့အတွက်အိုးလေးကိုစီထည့်ပါမယ်ရှင်။အုံလုံးနဲ့ချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စီကူနည်းနည်းပဲထည့်ပါမယ်ရှင်။စီပူလိုက်ရင်တော့လှီးထားတဲ့စက်တုံးလေးတွေကိုထည့်ပေးပါမယ်။စက်တုံးလေးထည့်ပြီးတော့အတော်လေးနှွှဲပြီးတော့အနံ့လေးမွေးလာတဲ့အထိစီသက်ပေးပြီးရင်တော့လုံးလုံးဆင်ထားတဲ့စက်တုံးဖြူလေးတွေကိုထည့်ပြီးတော့စီသက်ပေးပါမယ်။စနွေးမုံကိုလည်းအနေငယ်ထည့်ပြီးတော့ထည့်ပေးပါမယ်ကျက်တော်ဖြူကျက်တော်လေးစီတက်တာအတော်လေးနှက်ပြီးတော့အနံ့လေးမှုပြီးတော့ခုလိုနေထားလေးရောက်ပြီးဆိုရင်တော့အရောင်လေးပုံလာစီဖို့အတွက်ဟင်းချက်မုံကိုအနေငယ်လေးထည့်ပေးပါမယ်ရှင်မြူသီးဟင်းချက်မုံထည့်ပြီးလို့မြူသီးစိတ်နဲ့လေးပြောက်ပြီးဆိုရင်တော့အရသာနဲ့ထားတဲ့ပစုံလေးကိုထည့်ပေးပါမယ်ရှင်ပစုံလေးကိုထည့်ပြီးသွားလို့10မိနစ်လောက်မှွေကြပြီးပြီးခုလိုနေထားလေးရောက်ပြီဆိုရင်တော့အုံလို့ထည့်ပါမယ်ရှင်ဒီနေ့တော့ကျမကအုံလို့ကို200မီလီသုံးထားပါတယ်အုံလို့ကတော့ ready made ဘူးကိုထည့်လို့ရတယ်လို့အုံလို့စင်းကိုချစ်ပြီးတော့မှအရင်ညှစ်ပြီးထည့်မယ်ဆိုလေရပါတယ်ရှင်အုံတို့ထည့်ပြီးသွားလို့နှမ်းဆက်အောင်မှွေပြီးသွားပြီဆိုရင်တော့အုံတို့တွေစီပြန်လာတဲ့အထီအောင်လို့အဖုံးလို့အုပ်ပြီးတော့တည်ထားပေးပါမယ်ရှင်ခုလိုတည်ထားတော့ကျမတို့မကြခဏတော့အဖုံးလေးဖွင့်ပြီးတော့မှွေပေးရပါမယ်ရှင်ဒါကြောင့်လဲဆိုတော့အုံတို့ကိုထည့်ပြီးတော့အဖုံးအုပ်ပြီးအကြကြီးတည်ထားရဲဆိုရင်အုံတို့ရဲ့အနှစ်တွေကအိုးမှာကပ်ပြီးတော့တူသွားတတ်တဲ့အတွက်ကြောင့်ပါဒါကြောင့်မကြခဏတော့မှုပြီးတော့ပေးရပါတယ်ရှင်အုံနုထည့်ပြီး2မိနစ်3မိနစ်လောက်တည်ပြီးသွားရင်တော့စီပြန်စားပြူလာပါပြီရှင်အရသာမြည်ကြည့်ပြီးတော့လူတာကိုထည့်ထည့်နိုင်ပါတယ်ကျတော့အုံနုထည့်ပြီးစုစုပေါင်း4မိနစ်5မိနစ်ခန့်တည်ပြီးသွားတဲ့ခါကျတော့အုံနုတွေလည်းစီပြန်လာပါပြီရှင်ဒီနေထားလေးဆိုလို့ရှိရင်တော့ရပါပြီနော်အုံနုရဲ့အနံ့လေးကလည်းမှွေးကြိုင်နေတာပါပဲရှင်ကဲအခုဆိုရင်တော့အုံနုနဲ့မှုမွေးလေးနဲ့ပစုံအုံနုစီပြန်ဟင်းလေးကတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်